ဘောကပ်တင်ချက်ကအိမ်ပြန်ရောက်တဲ့အချိန်မှာပဲသူ့ဇနီးကတခြားယောက်ျားတယောက်နဲ့မတင်တော်တဲ့ကိစ္စတွေလုပ်နေတာကိုတွေ့လိုက်ရပါတယ်။ဟိုဘက်ကယောက်ျားကချက်ချင်းပဲတောင်းပန်ခဲ့ပေမဲ့ချက်ကတော့ဒေါသမထွက်ခဲ့ပါဘူး။အဲ့ဒီအစားသူ့ဇနီးရဲ့အကြိုက်ကိုပဲမိခွန်းထွက်ခဲ့ပါတယ်။ဇနီးဖြစ်သူကတော့အေးဆက်ဆက်နဲ့ပဲဟိုလူကချက်သက်ပို့ထားတယ်လို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါချက်ကသူရှာထားသမျှပိုက်ဆံတွေအလုံးကိုပေးအပ်လိုက်ပါတယ်။သူကအငင်းခုန်နေကြအနေနောက်ဆိုလိုက်ပြီးအရှက်ရမှုတွေကိုတိတ်တိတ်လေးပဲမျိုးသိထားလိုက်ရပါတယ်။တကယ်တော့သူကငါးဖက်လေးတစ်စင်းဝယ်ဖို့အကွေးတွေယူထားခဲ့တာပါ။လာစင်လိုက်အကွေးဆက်ဖို့ရုံကန်နေရတာကြောင့်သူ့မှာပိုက်ဆံဆိုလို့လုံးဝမကြမ်းတလောက်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်သူကတွင်းတင်ပေါ်လုပ်ငန်းရှင်တယောက်စီကိုတွားပြီးအန်ဒီယမ်မှာတဲ့အလုပ်တစ်ခုကိုလက်ခံလိုက်ပါတယ်။အခက်ကြီးငွေကတော့အများကြီးရမှာဖြစ်ပေမဲ့သူထေကတော့အဖမ်းခံရရင်မင်းပတာမင်းရှင်းရမှာတော့လို့ပြပြသားသားတတိပြီးခဲ့ပါတယ်။ပိုက်ဆံပို့ရဖို့အသေးစံဖြစ်နေတဲ့ချက်ကတော့ဒီအလုပ်ကိုလုပ်ဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီညမှာပဲဒီခီးစင်ကလူမောင်ကိုကူတဲ့အလုပ်ဖြစ်တယ်လို့သူတင်မောသားတွေကိုပြောပြခဲ့ပါတယ်။ပြီးတော့ရလာမယ့်အခက်ကြီးငွေတွေကိုတင်မောပေါ်မှာရှိတဲ့လူတိုင်းကိုခွဲဝေပေးလိုက်ပါတယ်။မကြခင်မှာပဲသတ်မှတ်ထားတဲ့နေရာကိုရောက်သွားခဲ့ပြီးမြဲရွှေပြောင်းသွားလာသူအရေးအတွက်ကထင်ထားတာတဲ့အများကြီးပုံများနေတာကြောင့်ကပ်တင်တယောက်စိတ်မထင်မသာဖြစ်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့ကင်းလီတင်မော်ဒစင်တို့မော့ကုတ်စဝိုင်းမှာလှမ်းမြင်လိုက်ရပါတယ်။ချက်ကရွှေပြောင်းသွားလာသူတွေကိုအခန်းထဲကိုဝင်ခိုင်းပြီးငါဖမ်းပိုက်တွေနဲ့အုပ်ခိုင်းလိုက်ပါတယ်။ဒီတစ်ခါငါဖမ်းလေတွေကိုစစ်စီတဲ့အရာရှိကတော့အိုးချင်းဆိုတဲ့လူကြီးဖြစ်နေပါတယ်။သူကအခန်းတကာကိုဖွင့်ဖို့လုပ်တဲ့အချိန်မှာပဲတင်မောသားတွေကအရက်ကောင်းတွေနဲ့ငွေထုတ်ကြီးကိုယူပြီးအပြေးလွှာလာပေးကြပါတယ်။ဒါပေမဲ့အိုးချင်းကတော့အဲ့ဒီလက်ထိုးတာကိုညှိပေးလိုက်ပါတယ်။ရွရက်တဲ့ဆိုလို့အခန်းထဲကနေအတန်းတစ်ခုထွက်လာပါတယ်။အိုးချင်းကတကာကိုအတင်းတွင်းဖွင့်ဖို့လုပ်တဲ့အဲ့ဒီချိန်မှာပဲအရာအလုံးကလွှဲချော်ကုန်ပါတော့တယ်။